1898 ခုနှစ်တုန်းကကင်ညာနိုင်ငံစာဗိုဒေတာမှာရှိတဲ့ချင်းတိတ်နှစ်ကောင်ကတနေ့မပြည့်ခင်အချိန်အတွင်းမှာပဲလူပေါင်း51ယောက်ကိုတပ်ဖြတ်စားတောက်ခဲ့တဲ့ကြောက်စရာကောင်းတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ဒါနဲ့တည်းမပြီးသေးပါဘူး။1965ခုနှစ်မှာလဲစာဗိုဒေတာမှာပဲနောက်ထပ်လူစားတဲ့ချင်းတိတ်တွေထပ်မံပေါ်ပေါက်လာခဲ့ပြန်ပါတယ်။ဒါဟာအလွန်ထူးဆန်းတဲ့အပြုအမူတစ်ခုလို့ဆိုနိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ပုံမှန်အားဖြင့်ချင်းတဲတွေကလူတွေကိုတားကောင်အဖြစ်မတက်မှတ်ကြလို့ပဲဖြစ်ပါတယ်။ဒီချင်းတဲတွေဘာကြောင့်လူကိုတားကောင်အဖြစ်တိုက်ခိုက်ကြရတာလဲဆိုတာနဲ့ပတ်သက်ပြီးယူဆချက်အမျိုးမျိုးရှိခဲ့ပါတယ်။2019ခုနှစ်ရဲ့လေးလာမှုတစ်ခုအရဒီချင်းတဲလူစားတဲ့ကိစ္စဟာဒီနေ့အစီအစဉ်ရဲ့ဇက်ကောင်ဖြစ်တဲ့ဖြူကောင်တွေနဲ့ဆက်ဆက်မှုရှိနေတာကိုတွေ့ရှိခဲ့ကြရပါတယ်။ချင်းတဲလူစားတာကဖြူကောင်တွေနဲ့ဗာများတက်ဆိုင်လို့လဲဆိုတာကိုပြန်မဖြေခင်မှာဖြူကောင်ဆိုတာဘလို့တတဝါမျိုးလဲဆိုတာကိုအရင်ဆုံးလေ့လာကြည့်ကြပါမယ်။ဖြူကောင်တွေဟာနို့တိုက်တတဝါအုပ်စုကိုက်ဖြတ်တတဝါအမျိုးအစားဖြူကောင်မျိုးရင်းခွဲထဲမှာပါဝင်ကြပါတယ်။ဆိုလိုတာကသူတို့ဟာကြွက်တွေပူးတွေကာပီပါရာတွေလိုမျိုးကိုက်ဖြတ်တတဝါတွေတာဖြစ်ကြပါတယ်။ကမ္ဘာပေါ်မှာဖြူကောင်မျိုးစိတ်ပေါင်း30ကျော်လောက်ရှိကြပြီးအဲ့ဒီမျိုးစိတ်30ကျော်ကို Old War နဲ့ New War ဆိုပြီးမှအုပ်စုကြီးနှစ်စုအဖြစ်ခွဲခြားနိုင်ပါတယ်။ Old War အုပ်စုထဲမှာအာရှနဲ့အာဖရိကမှာရှိတဲ့ဖြူကောင်မျိုးစိတ်များပါဝင်ကြပြီး New War အုပ်စုထဲမှာတော့အမေရိကမှာရှိတဲ့ဖြူကောင်မျိုးစိတ်များပါဝင်ကြပါတယ်။အာဖရိကဖြူကောင်တွေရဲ့လက္ခဏာကတော့အလွန်ထင်ရှားပါတယ်။သူတို့ရဲ့ခန္ဓာကိုယ်ပေါ်မှာရှည်လျားပြီးထူထဲချွန်ထက်တဲ့စူးချွန်တွေနဲ့ပြည့်နှက်နေပါတယ်။စူးချွန်တွေကလန်တိုလေးတွေနဲ့တူပါတယ်။အဖြူအမဲရောရှက်နေတဲ့အယောင်အဆင်းတွေကြောင့်အလွန်ထင်ရှားပြီးတစ်ချက်ကြည့်ုံနဲ့မှတ်မိနိုင်ပါတယ်။တကယ်တော့ဖြူကောင်တွေရဲ့ဒီလန်တိုလေးတွေကသူတို့ရဲ့အမွှေးတွေတာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့လက်တဲတွေလိုမျိုးမာကျောတဲ့ကယ်ရတင်တက်နဲ့ဖွဲ့စည်းတည်ဆောက်ထားတဲ့အမွှေးတွေတာဖြစ်ပါတယ်။ဒီစူးချွန်တွေကရန်သူကိုကာကွယ်ဖို့နဲ့ခြောက်လန့်ဖို့အတွက်အလွန်အတုံးဝင်ပါတယ်။ရန်သူကိုတေစေနိုင်တဲ့စူးချွန်တွေကတော့သူတို့ရဲ့တင်ပါနဲ့အမီးမှာအများဆုံးရှိကြပြီးဒါတွေကသူတို့ရဲ့အသေးပြောက်အများဆုံးလက်နက်တွေပဲဖြစ်ပါတယ်။အမေရိကဖြူကောင်တွေကိုကိုစားပြုနိုင်တဲ့မျိုးစိတ်ကတော့မြောက်အမေရိကမှာရှိတဲ့ဖြူကောင်တွေပဲဖြစ်ပါတယ်။သူတို့ကိုဒီအတိုင်းကြည့်လိုက်ရင်စူးချွန်တွေမရှိပဲအမွှေးတွေဖွာနေတယ်လို့မျိုးတွေ့မြင်ရပါတယ်။သူတို့ရဲ့ရှည်လျားတဲ့အမွှေးတွေကအက်တတေးလေးတွေနဲ့တူပေမဲ့အန္တရာယ်ပြုနိုင်စွမ်းမရှိပါဘူး။အာဖရိကဖြူကောင်တွေလိုမျိုးမာကျောတဲ့စူးတောင်တွေမရှိလို့အန္တရာယ်မရှိဘူးလို့ထင်ရပေမဲ့တကယ်အန္တရာယ်ရှိတဲ့စူးတောင်တွေကသူတို့ရဲ့ရှည်လျားတဲ့အမွှေးတွေရဲ့အောက်မှာပါသူတို့ရဲ့စူးချွန်တွေကလည်းလုံးဝမနှဲပါဘူးစူးချွန်ပေါင်း3000ကျော်လောက်ရှိတယ်လို့ဆိုပါတယ်အရှည်က10စင်တီမီတာလောက်တာရှိပြီးရှည်လျားတဲ့အမွှေးတွေရဲ့အောက်မှာဖုံးကွယ်ထားလို့တာမမြင်ရချင်းဖြစ်ပါတယ်သူတို့ကကြောက်လန့်ပြီးအမွှေးတွေထောင်လိုက်တဲ့အခါမှဒါမြင်ရမှာပါသူတို့ရဲ့စူးချွန်တွေကလည်းလန်တိုလေးတွေလိုပဲအဖြူအမဲရောရှက်နေပါတယ်အာဖရိကဖြူကောင်တွေနဲ့အလွန်တူပေမဲ့သူတို့ရဲ့စူးတွေကပိုတိုတောင်းကြပါတယ်အာဖရိကဖြူကောင်နဲ့အမေရိကဖြူကောင်နှစ်မျိုးစလုံးကိုဖြူကောင်လို့ခေါ်ကြပေမဲ့တကယ်တော့သူတို့နှစ်ကောင်ကတိတ်ပြီးဆွေမျိုးမတော်ဆက်ကြပါဘူးမျိုးရိုးဗီဇနဲ့ကြောက်ဖြရုပ်ကျွင်းအထောက်အထားတွေအရသူတို့ရဲ့ဘိုးဘေးတွေကလွန်ခဲ့တဲ့နှစ်ပေါင်း30ကတည်းကမျိုးရိုးစတင်ကွဲကွာသွားခဲ့ကြတာပဲဖြစ်ပါတယ်လေးလာတွေ့ရှိချက်အရအာဖရိကမှာရှိတဲ့ကြွက်မျိုးစိတ်တစ်ခုကပင်လယ်ကိုဖြတ်ပြီးတောင်အမေရိကဘက်ကိုရောက်သွားပြီးမှယခုလက်ရှိပူးတွေရဲ့မျိုးရင်းခွဲဖြစ်လာခဲ့တယ်လို့ဆိုပါတယ်။ဒါကြောင့်အမေရိကမှာရှိတဲ့ဖြူကောင်တွေကကာပီဘာရာတွေပူးကောင်လေးတွေနဲ့ကဆွေမျိုးအရအလွန်နီးစပ်မှုရှိကြပြီးအာဖရိကမှာရှိတဲ့ဖြူကောင်တွေနဲ့ကတော့နီးစပ်မှုမရှိကြပါဘူး။နေထိုင်မှုအလေးအထားအရလည်းအာဖရိကဖြူကောင်တွေကတွင်တူပြီးမြေကြီးထဲမှာနေထိုင်ကြပါတယ်။အမေရိကဖြူကောင်တွေကတော့တစ်ပင်ပေါ်တက်နေရတာကိုကြိုက်ပြီးတစ်ခေါင်းထဲမှာနေထိုင်ကြပါတယ်။သူတို့နှစ်မျိုးရဲ့ခြားနာချက်ကအလွန်ကြီးမားတော့လဲချွန်ထက်တဲ့လန်တိုတွေပိုင်ဆိုင်ထားကြရမှာတော့စင်တူမှုရှိကြပါတယ်။ဖြူကောင်လေးတွေကရန်သူနဲ့ရင်ဆိုင်ရတဲ့အခြေအနေအများစုမှာခုခံကာကွယ်တဲ့နီးပြူဟာကိုပဲအသုံးပြုပါတယ်။သူတို့ကိုယ်တိုင်ရန်သူကိုတွားပြီးတိုက်ခိုက်တာမျိုးမရှိပါဘူး။အန်ဒီရဲ့ကြုံတွေ့ချိန်မှာသူတို့ရဲ့စူးချွန်တွေကိုအရင်ထောင်လိုက်ပြီးမှကြိုတင်တတိပေးပါတယ်။အာဖရိကဖြူကောင်တွေရဲ့အမီနာမှာရှိတဲ့စူးချွန်အချို့ကအခေါင်းပေါက်ပုံစံမျိုးဖြစ်နေပါတယ်။ခလောက်မွေတွေလိုမျိုးပဲဖြူကောင်တွေကလည်းသူတို့ရဲ့အမီနာကအခေါင်းပေါက်ပုံစံစူးတွေကိုတုံခါပွတ်တိုက်လိုက်ကြပြီးတရှူးရှူးနဲ့အတန်ထွက်လာပြီးမှရန်သူကိုအနားမကပ်ဖို့တတိပေးတတ်ကြပါတယ်။မြောက်အမေရိကဖြူကောင်တွေမှာတော့ဒီလိုစူးအရှိကြီးတွေမရှိတဲ့အတွက်ကြောင့်သူ
သူတို့ကအပေါ်တွားနဲ့အောက်တွားကိုတကက်ကက်နဲ့အတန်မီအောင်ကိုက်ပြီးမှရန်သူကိုတတိပေးတတ်ကြပါတယ်။အကယ်၍ရန်သူကမတွားသေးရင်တော့သူတို့ကနောက်ပြန်လှည့်ပြီးရန်သူကိုနောက်ကျောပေးထားလိုက်ပြီးမှနောက်ကျောကစူးချွန်တွေနဲ့ခုခံကာကွယ်ကြပါတယ်။တခါတလေရန်သူကအနီးနားကပ်လာတဲ့အခါမှာရန်သူကိုသူတို့ရဲ့စူးတွေနဲ့ရုတ်တရက်ပြေးပြီးဝင်တိုက်တာမျိုးလဲလုပ်တတ်ကြပါသေးတယ်။သူတို့ရဲ့အရေးကြီးလက်နက်ဖြစ်တဲ့ဒီစူးချွန်တွေကထိမိတိုက်မိုံလောက်နဲ့အလွယ်တကူမကြွကြနိုင်ပါဘူး။အဲ့လိုမှမဟုတ်ရင်ဒီစူးတွေကခဏလေးနဲ့ကုန်တော့မှဖြစ်တဲ့အတွက်ကြောင့်ဒီလိုအလေအလွင့်မဖြစ်ရအောင်သူတို့မှာအလွန်ကောင်းမွန်တဲ့ဒီဇိုင်းတစ်ခုရှိပါတယ်။သူတို့ရဲ့စူးချွန်တွေကပုံမှန်အနေအထားမှာဆိုရင်ခလုတ်ပုံစံမျိုးနဲ့ချိတ်ထားပြီးအတွင်းထဲကိုတွန်းလိုက်ချိန်မှတာထိုခလုတ်ကနေပြုတ်ထွက်သွားမှာပဲဖြစ်ပါတယ်။ဒီခလုတ်တွေကလည်းသူတို့ရဲ့ကြွက်သားတွေကိုတောင်းတင်းလိုက်တဲ့အခါမှတာအလုံးလောက်တာဖြစ်လို့ပုံမှန်ထိမိတိုက်မိုံလောင်းနေတော့အလွယ်တကူမပြုတ်ထွက်သွားနိုင်ပါဘူး။အလေအလွင့်မဖြစ်စေဘဲအန်ဒီရဲ့ကြောက်ရွံ့ချိန်မှတာအတုံးပြုဖို့ရန်အတွက်ဒီဇိုင်းဆွဲထားခြင်းဖြစ်ပါတယ်။ဖြူကောင်ရဲ့စူးချွန်မှာနောက်ထပ်ထူးခြားတဲ့ဒီဇိုင်းတစ်ခုရှိပါသေးတယ်။သူတို့ရဲ့စူးချွန်မှာနောက်ပြန်စူးတွေပါပါတယ်။ဒါကြောင့်အတားထဲစူးဝင်သွားရင်တော့ပြန်ဆွဲထုတ်ဖို့ရန်ခက်ခဲပါတယ်။ပြီးတော့ဒီစူးချွန်တွေကိုကြွက်သားထဲစူးမိသွားရင်ထိုကြွက်သားတွေကိုလှုပ်ရှားလိုက်တာနဲ့အမျှဒီစူးတွေကလည်းဒီထက်ပိုပြီးနက်ရှိုင်းတဲ့အတွင်းထဲကိုသူ့အလိုလိုဝင်သွားမှာပဲဖြစ်ပါတယ်။လှုပ်ရှားမှုရှိလေအထဲကိုပိုးဝင်လေပါပဲ။စူးချွန်ကိုမဖယ်ရှားပဲဒီအတိုင်းထားမယ်ဆိုရင်အနာကပိုးဝင်ပြီးအသက်အန္တရာယ်ပါထိခိုက်နိုင်တာဖြစ်လို့အလွန်အန္တရာယ်များတယ်လို့ဆိုနိုင်ပါတယ်။ရှင်တေးတွေမှာကလူတွေလိုမျိုးလက်မရှိတဲ့အတွက်ဆွဲထုတ်ဖို့မလွယ်ကူပါဘူး။ခန္ဓာကိုယ်ပေါ်ကစူးချွန်တွေကိုပါးစပ်နဲ့ကိုက်ပြီးဆွဲထုတ်နိုင်ပေမဲ့လေပင်အပေါ်ပိုင်းနဲ့မျက်နှာပေါ်မှာစူးမိရင်တော့ဘာမှမတတ်နိုင်တော့ပါဘူး။အစာပိုင်းမှာပြောခဲ့တဲ့ချင်းတိတ်လူစားတဲ့ကိစ္စကိုပြန်ဆက်ရမယ်ဆိုရင်ဒီဖြူကောင်တွေရဲ့စူးတွေနဲ့ဆက်ဆက်မှုရှိနေတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ဥပမာ1965ခုနှစ်ကလူစားတယ်ဆိုတဲ့ချင်းတိတ်ရဲ့နှာခေါင်းထဲမှာဖြူကောင်ရဲ့စူးချွန်တစ်ချောင်းစူးဝင်နေတာကိုတွေ့ရှိခဲ့ရပါတယ်။အရှိက6လက်မရှိပြီးချင်းတိတ်ရဲ့နှာခေါင်းအတွင်းထဲကို9လက်မလောက်စူးဝင်နေခဲ့ပါတယ်။အဲ့ဒီလူစားတဲ့ချင်းတိတ်ကဖြူကောင်ရဲ့စူးချွန်ကိုဆွဲထုတ်လို့မရတဲ့အတွက်အချိန်ပြည့်နာကျင်နေရပြီးအဲ့ဒီတန်ရာနဲ့အမဲလိုက်အစာရှာလို့လည်းမရတော့တဲ့အတွက်ပိုပြီးရက်ဆက်ကြမ်းကြုတ်လာတာဖြစ်ပြီးဖန်စီရလွယ်ကူတဲ့လူသားတွေကိုစတင်တိုက်ခိုက်လာတာလို့ယူဆလို့ရပါတယ်။နောက်ပြီး1898ခုနှစ်ကစာဗိုဒေတာကချင်းတိတ်လူစားတဲ့ဖြစ်ရပ်ကိုပြန်ကြည့်မယ်ဆိုရင်လည်းအဲ့ဒီတုန်းကလူစားတဲ့ချင်းတိတ်နှကောင်ရဲ့ဦးခေါင်းခွန်ကိုထိန်းထားခဲ့တဲ့အတွက်ယခုတုတေတီတွေက CT scan နဲ့ပြန်ရိုက်ကြည့်တဲ့အခါမှာလည်းချင်းတိတ်နှကောင်လုံးရဲ့တဖုံထဲမှာဖြူကောင်ရဲ့စူးချွန်တန်ရာတွေကိုစစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ဒါပေမဲ့ချင်းတိတ်ကဖြူကောင်ကိုတားကောင်အဖြစ်ရွေးချယ်ဖန်ဆီးတာဟာလည်းပုံမှန်တော့ဟုတ်မနေပြန်ပါဘူး။လူတိုင်းသိကြတဲ့အတိုင်းချင်းတိတ်တွေရဲ့အဓိကတားကောင်တွေကမြင်းကြားတွေနဲ့အခြားမျက်စားတဲ့တတဝါတွေဒါဖြစ်ကြပါတယ်။ဖြူကောင်ဆိုတာကလည်းအတားနေပြီးတကူလုံးစူးတွေကြီးပဲမို့လို့ပုံမှန်အားဖြင့်အရွယ်ရောက်ပြီးသားချင်းတိတ်တွေကသူတို့ကိုစွန့်စားပြီးမဖမ်းကြပါဘူး။ဒါဆိုစူးစူးခံရတဲ့ချင်းတိတ်တွေကဘာဖြစ်လို့ဖြူကောင်တွေကိုတားကောင်အဖြစ်ရွေးချယ်ဖန်ဆီးခဲ့ကြတာလဲဆိုရင်တော့အဖြေကတားကောင်ရှားပါမှုကြောင့်ဖြစ်နိုင်ပါတယ်။ဥပမာ1898ခုနှစ်ကစာဗိုဒေတာရဲ့ချင်းတိတ်လူစားတဲ့ဖြစ်ရပ်ဟာရထားလမ်းဖောက်လုပ်နေတဲ့နေရာမှာဖြစ်ပွားခဲ့တာပါ။အဲ့ဒီကာလတုန်းကအင်္ဂလိပ်တွေကရထားလမ်းဖောက်လုပ်ဖို့ရန်အတွက်အလုတ္တမအယောက်3000ကျော်ကိုငှားရမ်းခဲ့ပါတယ်။ထိုအလုတ္တမများစားဖို့ရန်အတွက်ဆိုပြီးအနီးနားကမြင်းကြားတွေနဲ့တောစိတ်တွေကိုအကုန်ဖမ်းဆီးခဲ့တဲ့အတွက်ချင်းတိတ်တွေကအမဲလိုက်စရာမရှိဖြစ်ခဲ့ရပြီးအစာငတ်မော့ခေါင်းပါခဲ့ကြရပါတယ်။1965ခုနှစ်ကချင်းတိတ်လူစားတဲ့ဖြစ်ရပ်ကိုပြန်လည်စစ်ဆေးကြည့်တဲ့အခါမှာလဲအဲ့ဒီနှစ်ကကင်ညာနိုင်ငံမှာအလွန်ဆိုးရွားတဲ့မိုးခေါင်ရေရှားမှုဖြစ်ပွားခဲ့တာကိုတွေ့ရှိခဲ့ရပါတယ်။မိုးခေါင်ရေရှားတဲ့အတွက်တားကောင်တွေလည်းရှားပါလာပြီးချင်းတိတ်တွေကစားစရာမရှိလို့ဖြူကောင်ကိုတားကောင်အဖြစ်ရွေးချယ်ခဲ့ကြခြင်းဖြစ်ပါတယ်။ဖြူကောင်ရဲ့စူးချွန်တွေစူးခံရပြီးနောက်အချိန်ပြည့်နာကျင်နေရလို့ချင်းတိတ်တွေကတခြားတားကောင်တွေကိုမဖမ်းနိုင်ကြတော့တဲ့အတွက်ဖမ်းရလွယ်ကူတဲ့လူသားတွေကိုပိုပြီးတိုက်ခိုက်လာခြင်းတာဖြစ်ပါတယ်။ဒါကတော့ချင်းတိတ်လူစားတာနဲ့ဖြူကောင်တွေနဲ့ဆက်ဆက်နေမှုပဲဖြစ်ပါတယ်။ဖြူကောင်တွေရဲ့ရှင်တန်နိုင်စွမ်းကတော့အတော်လေးကောင်းကြပါတယ်။ကိုက်ဖြတ်တတဝအမျိုးအစားဖြစ်တဲ့အတွက်အစားအသောက်အတွက်ကတော့ပူပန်စရာမလိုပါဘူး။အစုံစားနိုင်ကြပါတယ်။ဖြူကောင်တွေကသူတို့ရဲ့အချင်းအများစုကိုအစာရှာဖွေရမှာအသုံးပြုကြပါတယ်။ပုံမှန်အားဖြင့်သူတို့ကမျက်စားတတဝါတွေဖြစ်ကြပြီးည
ဘက်မှာအစာရှာထွက်လေးရှိကြပါတယ်။တရွက်တစ်ခေါက်ဒါမှမဟုတ်အပင်တွေရဲ့အမြင့်အတက်တွေကိုတူးဆွပြီးစားတောက်လေးရှိကြတဲ့အပြင်အခွင့်အရေးရရင်တစ်တီးနဲ့အခွန်မာတီးတွေကိုလည်းစားပါတယ်။တခါတလေပိုးမွားနဲ့အသေးကောင်တွေကိုလည်းစားပါတယ်။ဖြူကောင်တွေမျိုးပွားတဲ့အကြောင်းကိုသိချင်ကြမယ်လို့ထင်ပါတယ်။ဘာလို့လဲဆိုတော့သူတို့ရဲ့နောက်ကျောမှာစူးတွေချီပဲမို့လို့အဆင်ပြေပါမလားဆိုပြီးမေးခွန်းထုတ်เสียဖြစ်လာပါတယ်။ဒီအတွက်တော့စိတ်ပူစရာမလိုပါဘူး။သူတို့မှာနီလန်းရှိပါတယ်။ဖြူကောင်အမရဲ့အမိကပြားပြီးကျဲပါတယ်။အပေါ်မှာစူးတွေရှိပေမဲ့အောက်မှာတော့မရှိပါဘူး။အမိကိုနောက်ကျောပေါ်လန်လိုက်ရင်အဆင်ပြေသွားပါပြီ။သူတို့ကတလင်တမယားစနစ်ကိုကျင့်သုံးကြတာဖြစ်ပြီးတာသမီတွေကိုလည်းအတူတူပြုစုပြောထောင်ကြပါတယ်။ဖြူကောင်ပေါက်လေးတွေဟာမွေးလာကလေးကစူးချွန်တွေပါလာကြပါတယ်။မွေးကင်းစားအရွယ်မှာစူးချွန်တွေကပျော်ပြောင်းနေပေမဲ့တဖြည်းဖြည်းနဲ့မာကျောလာပါတယ်။ရဲအနှဲငယ်ကြရင်ချင်းတိတ်ကိုတောင်စူးနိုင်ပြီဖြစ်လို့မွေးကလေးကခုခံကာကွယ်တဲ့လက်နက်ပါလာတဲ့အတွက်ရှင်တန်နိုင်စွမ်းကအတော်လေးမြင့်မားကြပါတယ်။တကယ်တော့ဖြူကောင်တွေရဲ့မျိုးပွားနိုင်စွမ်းကတိတ်မကောင်းကြပါဘူး။သူတို့ကတစ်နှစ်ကိုတစ်ကြိမ်ပဲမွေးပြီးပုံမှန်အားဖြင့်တစ်ခါမွေးရင်တစ်ကောင်ပဲမွေးပါတယ်။တခြားကိုက်ဖြတ်တဝါတွေနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင်ဒါဟာအလွန်နည်းတဲ့နှုံထားပဲဖြစ်ပါတယ်။ဒါပေမဲ့ဖြူကောင်တွေမှာနောက်ထပ်အားတာချက်တစ်ခုရှိပါသေးတယ်။အဲ့ဒါကတော့အသက်ရှည်တာပါပဲ။အာဖရိကဖြူကောင်ပဲဖြစ်ဖြစ်မြောက်အမေရိကဖြူကောင်ပဲဖြစ်ဖြစ်တက်တန်းကအနှစ်30လောက်ရှိပါတယ်။အသက်ရှည်တဲ့အတွက်တက်တန်းတစ်လျှောက်မှာဖြူကောင်တွေအများကြီးမွေးနိုင်ကြပါတယ်။ယခုအချိန်မှာဆိုရင်ဖြူကောင်တွေကိုမောင်ခုဖမ်းဆီးရောင်းချတဲ့ရာဇဝတ်မှုတွေကလည်းမနှဲပါဘူး။ဒီတော့ဖြူကောင်တွေအပြင်အခြားရှားပါတော်ရဲတိရစ္ဆာန်တွေကိုဖမ်းဆီးတက်ဖြတ်ရောင်းချခြင်းမျိုးမပြုလုပ်ကြဖို့နဲ့အားလုံးဝိုင်းဝန်းကာကွယ်စောင့်ရှောက်ကြဖို့တောင်းဆိုရင်းဒီနေ့အစီအစဉ်လေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ခင်ဗျာ။နောက်အစီအစဉ်တွေမှာပြန်ဆောင်ကြပါမယ်။